စဉ်းစားမိရလေးတကူပြောပြမလို့အခုတွေ့နေရတာပေါ့နော်ဘာရမဟုတ်ပါဘူးကျွန်တော်ဒါ personal ရတကူရဲ့အမြင်ဘယ်သူမှလည်းပြည့်တင်တာမဟုတ်ဘူးနော်ကျုပ်ပြောသားပြီးသားဒါကျွန်တော်ရဲ့အမြင်ကိုပြောပြရတာလိုင်စင်မဲ့ဆိုင်ကယ်တွေကိုဖမ်းမိရစားလိုင်စင်မဲ့ဆိုင်ကယ်စီးနေတဲ့သူကိုဖမ်းမဲ့အစားရောင်းနေတဲ့ဆိုင်တွေကိုဖမ်းလိုက်ပါလားစီးနေတဲ့သူကိုဖမ်းလို့ရှိလို့ချင်းတယောက်ချင်းစီပါတခါတစ်စီးချင်းစီဆိုအာယုံနောက်လှုပ်ရှုပ်ဆိုင်ကိုသွားဖမ်းလိုက်လိုင်စင်မဲ့ရောင်းတဲ့ဆိုင်လိုင်စင်မဲ့ဆိုင်ကရောင်းတဲ့ဆိုင်ကိုသွားဖမ်းလိုက်မကောင်းဘူးလားအယောင်ပြကန်းတွေကတော့လိုင်စင်နဲ့မှန်တယ်ဒါပေမဲ့ရောင်းနေတဲ့ဆိုင်ကယ်တွေကလိုင်စင်မရှိဘူး maybe 10စီးမှာ8စီးလောက်ကမရှိဘူးတစ်စီးချင်းစီကိုထင်တဲ့အစီကိုဘက်ဆိုလိုင်စင်အွန်လာဖို့ပြခိုင်းလိုက်အဲ့ဆိုမရနိုင်ဘူးလားဒါကျွန်တော်မြင်မှာအဲ့ဆိုပို့ပြီးတော့မထိရောက်ဘူးလားလိုင်စင်မဲ့ဆိုင်ကယ်တွေလေလိုင်စင်မဲ့ဆိုင်ကယ်တွေပေါ့နော်မထိရောက်နိုင်ဘူးလားဖြစ်နိုင်နော် maybe 100% မဖြစ်နိုင်တော့ 75% လောက်ဖြစ်နိုင်တယ်ခင်ဗျားတို့ရောအဲ့လိုထင်လားကျုပ်လိုထင်လားထင်ကြလားခင်ဗျားတို့